လွန်ခဲ့တဲ့6နှစ်ကငါကိုယ်တိုင်တက္ကသိုလ်ဝင်ခွင့်တတိပေးစာကိုစုပ်ဖြဲပစ်ခဲ့တဲ့အကိုကြီးမျိုးပေါ်မှာအိမ်ဝယ်ဖို့အမလက်နိုင်ငံခြားထွက်ဖို့အိမ်ကလူ3ယောက်လုံးကိုမထောက်ပံ့နိုင်လို့လေသူတို့တွေကလူအထက်တန်းစားဖြစ်ချင်ကြတယ်ဆိုတော့ငါကပဲရွှွန့်လုံတဲ့ကနင်းပြတယောက်အဖြစ်သူတို့အတွက်ခြေနှင်းနှုံးလုပ်ပေးခဲ့တာပေါ့ဟေ့为别面过没这样事路，哪有为广东十九个，可养了也没啦，大妈们好太少养我们啦。ငါကိုယုံပါအခုလောလောဆယ်မရောက်ပါနဲ့ဦးနှစ်ကုန်ရင်ဝက်ဈေးကအနည်းဆုံး2ဆလောက်တက်လာလိမ့်မယ်အခုတွားရောက်ရင်ရွှေတုံးကိုအုတ်ခဲလို့တန်ဖိုးထားပြီးရောင်းလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်那上老登没好啦，未必噶登没丢人。地茶包登嘛呗，明下都要嘛，那种翁老呗哈。ဝေဖေးမင်းငါကိုဘယ်တော့လက်ထက်မှာလဲဘေးအိမ်ကလီချွေတို့မင်္ဂလာဆောင်တုံးကတောင်ရန်က800ပဲပေးရတာလေငါမင်းနဲ့တွဲလာတာ3နှစ်ရှိပြီအခုထိရေးရစကားတခုမှမကြားရသေးဘူးမေယာမင်းငါကိုခဏလောက်ထပ်ဆောင်ပေးပါဦးနောက်လာကြရင်နောက်ဆုံးဝက်အုပ်ကြီးထွက်လာတော့မှအနည်းဆုံး9000လောက်မြတ်မယ်မင်္ဂလာဆောင်ပစ္စည်းတွေရောအချုပ်ဆက်ရောတခုမှမကြံစေပဲဝယ်ပေးပြီးမင်းကိုဂုံကြက်ကြနာတောင်ရန်လက်ထက်ပါမယ်ကောင်းပြီလေဒါမင်းနောက်ဆုံးအချိန်ပြောတာဖြစ်ပါစေအဖေအမေခမရတို့ဘာတွေလုပ်နေကြတာလဲ9000ဝက်ချန်ထဲမှာအစင်တစ်ထွက်တော့မဲ့ဝက်တွေတင်9000ဘိုးရှိတာလေဝက်ချန်နဲ့ဆက်ပစ္စည်းတွေအကုန်လုံးခမရတို့ငါ့ကိုကြွယ်ရမှာ9000နဲ့ဒီလူမိုက်စီရောင်းပစ်လိုက်တယ်ဟုတ်လားအဖေအမေနှစ်ကုန်ရင်ဝက်ဈေးကတအားတက်တော့မှဒီဝက်တွေထွက်လာရင်အနည်းဆုံး9000ရမှာဗျာငါအဲ့ဒီပတ်စံနဲ့မေးအားကိုလက်ထပ်ဖို့ပြင်းနေတာခမရတို့ဘာလို့ငါဝက်ချန်ကိုရောင်းပစ်ရတာလဲဘာမင်းရဲ့ဝက်ချန်လဲဒါကတို့မိသားစုပိုင်နဲ့မြေကွက်လေးမင်းအကိုကြီးမျိုးပေါ်မှာအိမ်ဝယ်ဖို့လက်ငင်းငွေ3000လိုနေတာမင်းအမလက်နိုင်ငံခြားသွားဖို့ passport အတွက်2000လိုနေတာဝက်ချန်ကိုမရောင်းရင်ပတ်စံကဘယ်ကထွက်လာမှာလဲအကိုကြီးအိမ်ဝယ်ဖို့အမလက်နိုင်ငံခြားသွားဖို့အဲ့ဒီတော့ခမရတို့ကငါရဲ့6နှစ်တာသွေးနဲ့ချွေးစွမ်းအားတွေကိုလူမိုက်တယောက်စီ9000နဲ့အယိုးအီပါမကြံရောင်းပစ်လိုက်တာပေါ့မင်းကဘာတွေအော်ဟစ်နေတာလဲမင်းအကိုကြီးကမကြခင်မြို့ပေါ်ကဌာနဆိုင်ရာအရာရှိဖြစ်တော့မှမင်းအမလက်ကလည်းနိုင်ငံခြားကပညာတတ်ဖြစ်တော့မှသူတို့ကတိုးမိသားစုရဲ့မျက်နှာပန်းတွေပဲဟာမျက်နှာပန်းဟုတ်လားဒီဝက်ချန်ကငါတယောက်တည်းရွှွန့်လုံတဲ့ကနေရုန်းကန်ပြီးတိဆောက်ခဲ့ရတာဗျတက္ကသိုလ်ဝင်ခွင့်ကိုလည်းငါပဲဆုံးလုပ်ခဲ့ရတယ်ကျောင်းတက်ခွင့်ကိုလည်းငါပဲပေးခဲ့ရတယ်ဒီ6နှလုံးလုံးမနှက်မိုးမလင်းခင်ကလေးကအလုပ်လုပ်ခဲ့ရတာအိမ်ကပတ်စံတပြားမှမသုံးခဲ့ရဘူးငါမိမတောင်မယူရသေးဘူးဗျငါရဲ့အသက်ကိုပါပေးဆက်ခဲ့ရတာတော်ဆန်ဒီလောက်အထိဝမ်းနီးပြမနေနဲ့မင်းအကိုကြီးနဲ့အမလက်ကစာတက်ပေတက်တွေလေမင်းလိုဝက်ကျွေးတဲ့ကောင်ရွှွန့်လုံတဲ့ကောင်ကသူတို့ကိုပေးဆက်လိုက်ရတာဘာဖြစ်သွားလို့လဲဒါကတဘာဝပဲလေနောက်သူတို့အောင်မြင်လာရင်မင်းကိုထမင်းတလုပ်တော့ပြန်ကျွေးမှာပေါ့တဘာဝဟုတ်လားဟာကောင်းလိုက်တဲ့တဘာဝဒီနေ့ကစပြီခင်ဗျားတို့ရဲ့အိုစာမင်းစာအတွက်အကိုကြီးနဲ့အမလက်စီမှာပဲတွားတောင်းကြတော့ဒီဝက်ချန်ငါဆက်မလုပ်တော့ဘူးမင်းလိုအတုံးမကြတဲ့ကောင်ငါကိုဒီလိုစကားပြောရတဲ့ပေါ့ငါမင်းကိုရိုက်တက်ပစ်မယ်မင်းဒီနေ့သာဒီအိမ်တကားဝကနေထွက်သွားရင်နောက်တေးရင်အောင်ပြန်မလာနဲ့လုံးဝပြန်မလာခဲ့နဲ့အဖေအမေငါအသက်16နှစ်ကလေးကဒီမှာအလုပ်လုပ်ခဲ့တာ6နှစ်ရှိပြီအကိုကြီးအိမ်ဝယ်ဖို့ပတ်စံငါပဲရှာပေးခဲ့တာအမလက်နိုင်ငံခြားသွားဖို့ပတ်စံငါပဲစုပေးခဲ့တာငါကအိမ်ကိုလှုပ်ကျွေးနေတယ်လို့ထင်ခဲ့တာအခုမှပဲသိတော့တယ်ငါကသွေးဆုပ်ဖုတ်ကောင်တွေကိုမွေးမြူပေးနေခဲ့တာမှန်ဒီနေ့ကစပြီခင်ဗျားတို့ရဲ့အိုစာမင်းစာကိုအကိုကြီးနဲ့အမလက်စီမှာပဲတွားတောင်းကြတော့ငါစုဝေဖေးဆက်ပြီးအစီခံမခံတော့ဘူးမင်းသွားလိုက်တတိရှိရင်ဒီဝက်ချန်တွေကထွက်သွားပြီးလုံးဝပြန်မလာနဲ့2ရက်တောင်မခံပါဘူးမင်းပိုက်စာလို့ဒူးထောက်ပြီးပြန်တောင်းပန်ရမှာမေအားမင်းဘာလို့ဒီရောက်နေတာလဲငါ့ကိုစောင့်နေတာလားဇူဝေဖေးတရွာလုံးပြတ်နေပြီမင်းတို့ဝက်ချန်ကို9000နဲ့ရောင်းပစ်လိုက်ပြီဆိုတာမင်းကတကယ်လူဦးကြောင်ကြီးပဲတို့တွေလမ်းခွဲကြရအောင်မေအားရွာကလူတွေလျှောက်ပြောတာကိုမယုံပါနဲ့ငါမျိုးပေါ်သွားမယ်အစားကနေပြန်စမယ်ငါမှလုပ်ငန်းကျွမ်းကျင်မှုရှိတယ်အုံနောက်ရှိတယ်9000ကိုတေချာပေါက်ပြန်ရှာနိုင်ပြီးမင်းကိုလက်ထပ်မှာပါအစားကနေပြန်စမယ်ဟုတ်လားဇူဝေဖေးမင်းတတိထားဦးတခြားမိန်းကလေးတွေအိမ်အောင်ကြပြီးကလေးတွေရနေပြီးငါကငါမိဘတွေရဲ့အော်ငေါမှုကိုခံပြီးမင်းနဲ့တွဲနေခဲ့တာဝက်အုပ်ထွက်လာရင်လက်ထပ်မယ်ဆိုလို့ငါယုံခဲ့တာလေအခုတော့ဝက်လည်းမရှိတော့ဘူးဝက်ချန်လည်းမရှိတော့ဘူးအကုန်လုံးကိုမင်းမိဘတွေကမင်းအကိုကြီးအိမ်ဝယ်ဖို့အတွက်ယူသွားကြပြီမေအားငါဇူဝေဖေးမင်းကလူကောင်းတစ်ယောက်ပါဒါပေမဲ့မင်းကတအားပြောညံ့လွန်းတယ်မင်းရဲ့6နှစ်တာသွေးနဲ့ချွေးစွမ်းအားတွေကိုတောင်မကာကွယ်နိုင်ဘူးမင်းမိဘတွေရဲ့တွေးဆုံမှုကိုတောင်မတွန်းလှန်ရဲဘူးမင်းကကိုဘာနဲ့ကာကွယ်ပေးမှလဲပြောညံ့တယ်ဟုတ်သားပဲငါရဲ့လိုက်ရောမှုတွေကသူတို့ရဲ့အတော်မတက်နိုင်တဲ့တောင်းဆိုမှုတွေကိုပဲဖြစ်စေခဲ့တာဒီနေ့ကစပြီသူတစ်ပါးရဲ့နင်းချေခြင်းကိုခံခဲ့ရတဲ့ဇူဝေဖေးဆိုတဲ့ကောင်တိတ်ဆုံးသွားပြီဘသူလဲဒီညကြီးမင်းကြီးလာနေတာအမလေးဒါဘာအနံ့ကြီးလဲမင်းကတောင်ပေါ်မှာဝက်ကျွေးနေတာမဟုတ်ဘူးလားမြို့ပေါ်ကိုဘာလာလောက်တာလဲငါဒီမှာကျမ်းပြင်ကိုအခုတင်တန်းရှင်းရေးလုပ်ထားတာလေလောက်ဆန်းမင်းကလည်းတကောင်ရံကြီးမှာဒီလိုဝစ်ပြီးငါအိမ်ရှိမှလာရက်နေရလားအိမ်နီးနားချင်းတွေမြင်ရင်ငါမျက်နှာဘယ်နာသွားထားရမလဲအကိုအဖေနဲ့အမေကဝက်ချန်ကိုရောင်းလိုက်ပြီးကျွန်တော်ဘာမှမပါပဲအိမ်ကဆင်းလာခဲ့ရတာကျွန်တော်မျိုးပေါ်မှာစီးပွားရေးအသေးစားလေးတစ်ခုခုလုပ်ပြီးခြေကုပ်ပြန်ယူခြင်းလို့ပါအကိုအမကြီးကျွန်တော်ကိုငွေ100လောက်ချေးပေးပါဦး100ပါပဲငွေ100နဲ့စီးပွားရေးလုပ်မယ်ဟုတ်လားမင်းကအလဲတန်းတောင်မအောင်နဲ့နွားကွဲစာတောင်ဘယ်နှလုံးမှအမှန်မသိတဲ့ကောင်ကဘာစီးပွားရေးလုပ်မှလဲဝက်စာသွားရောက်မလို့လား
ညီလေးငါဒီဗီဇာရဖို့ဘယ်လောက်ကုန်ခဲ့လဲမင်းတီလာငွေ2000ကွက်အကိုကလည်းဒီအိမ်ဝယ်ဖို့စီယံငွေ3000ပေးခဲ့ရတယ်ဒီပတ်စံတွေကဘယ်ကရလဲအဖေနဲ့အမေကရှိစုမဲ့စုတွေအကုန်ရောက်ပြီးအနိုင်နိုင်စုပေးထားတာအခုမင်းကပါဆက်ဟလိုက်တာနဲ့တရားတောင်းနေတဲ့မင်းဘလို့မျက်နှာမျိုးနဲ့တောင်းရဲတာလဲအမကြီးအဲ့ဒီပတ်စံတွေကကျွန်တော်ဝက်မွေးပြီးရှာပေးခဲ့တဲ့ပတ်စံတွေလေဝက်မွေးလို့ရတဲ့ပတ်စံဟုတ်လားငါစကားတခုံးပဲပြောမယ်မင်းမျိုးပေါ်မှာထပ်ပြီးတိတ်ခါလာမချနဲ့တော့တရားလည်းမရှိဘူးအိမ်ပြန်ပြီးအဖေနဲ့အမေကိုပဲတွားပြစုတော့ငါနဲ့မင်းအမကစီးပွားရေးအကြီးကြီးလုပ်နေတာအချိန်မအားဘူးရတယ်လေငွေတရားမချေးဘူးပေါ့ဟုတ်လားဒီငွေတရားကိုကျွန်တော်မှတ်ထားပါမယ်ဘတ်စကားကလည်းထနောက်ကြပြန်ပြီးဒီညတော့မြောက်လေပဲဝအောင်တောက်ရတော့မယ်ထင်တယ်ဟေးညီလေးစားမလို့လားမင်းရဲ့ဝတ်ပုံစားပုံကိုကြည့်ရတာဝက်မွေးတဲ့သူလားအရင်ကတော့ဟုတ်ပါတယ်မနှက်ဖြန်ကစရင်တော့ကျွန်တော်မျိုးလေခေါင်မှာဆိုင်ကန်းတစ်ခုဖွင့်တော့မှာပါဆိုင်ကန်းဖွင့်မယ်ဟုတ်လားမင်္ဂလာမင်းအိတ်ထဲမှာပတ်စံရှိလို့လားငါမှတော့ရောင်းစရာကက်ဆက်ခွေတစ်ဖာပဲရှိတာမင်းရဲ့ကက်ဆက်ခွေတစ်ခွေကိုနှစ်ကျက်နဲ့ရောင်းရင်အရင်က10ပဲမင်းဆိုင်ဖွင့်တဲ့နေရာကကုံတိုက်ကြီးရဲ့နောက်ဖက်တကားဝမှာမဟုတ်လားမင်းကဘလို့သိတာလဲကုံတိုက်ရဲ့နောက်ဖက်တကားကပစ္စည်းလာသွင်းတဲ့သူတွေတွားတဲ့လမ်းလေသူတို့အိတ်ထဲမှာငွေထောင်ချီပါလာတာဘသူကမင်းရဲ့ကက်ဆက်ခွေအစုပ်ကိုနှစ်ကျက်ပေးပြီးရက်ဝယ်နေမှလဲဒါကြောင့်မင်းတစ်ခွေမှမရောင်းရတာပေါ့ဒါဆိုငါဘယ်နေရာမှာတွားရောင်းရမလဲရုပ်ရှင်ရုံတကားဝမှာတွားရောင်းရုပ်ရှင်ပြီးလို့လူတွေထွက်တွဲလွဲလေးတွေနဲ့ထွက်လာတဲ့စုံတွဲတွေရဲ့ခေါင်းထဲမှာရုပ်ရှင်တွေကတချင်းတွေပဲရှိနေတာအဲ့ဒီအချိန်မှာမင်းကကက်ဆက်ခွေကိုကင်ပြီးရုပ်ရှင်နောက်ခံတချင်းခွေတစ်ခွေကိုနှစ်ချက်ပဲလို့အော်ရောင်းလိုက်မင်းမယုံရင်စမ်းကြည့်တ냐တဲ့နဲ့အခွေငါဆဲမကရောင်းရလိမ့်မယ်ဒါကဘာဖြူဟာလဲဒါကိုတိကျတဲ့ဖောက်တီရှာဖွေခြင်းလို့ခေါ်တဲ့ပစ္စည်းကိုလိုချင်ဆုံးသူစီအရောက်ရောင်းတာလေငါမနှက်ဖြန်မျိုးလေခေါင်လမ်းစုံမှာဝက်နံရုပ်ကင်ဆိုင်ဖွင့်မယ်မနှက်ပိုင်းဈေးတယ်တွေမွန်းတက်ပိုင်းရုံစင်းချိန်ညပိုင်းညဈေးတန်းလူစီးဆင်းမှု3ချိန်စလုံးကိုတဆိုင်နဲ့အမိဖမ်းမဲ့အချိန်ခွဲနဲ့မကြခင်မှာတမျိုးလုံးကလူတွေငါဝက်နံရုပ်ကင်ကိုစားဖို့တန်းစီရလိမ့်မယ်အကိုကြီးကျွန်တော်ကက်ဆက်ခွေအလကားရောက်နေတာအကိုကြီးနဲ့ပဲလိုက်လို့တော့မယ်ပကံဆေးခိုင်းရင်တော့ဆေးပါမယ်ဗျာကောင်းပြီလေဒီလိုဘေးထွက်ပစ္စည်းတွေကိုခွေးကျွေးရင်တော့မစားဘူးတပိတ်တာကိုငါပဲပေးမယ်3ပဲနဲ့အကုန်ယူမယ်ဝေဖေကြီးဒီနေရာကလူသူပြက်လုံးလေဗျလူတွေအကုန်လုံးကလမ်းမကြီးဘက်သွားကုန်ကြပြီးခွေးတကောင်မှတော့မရှိဘူးငါတို့အသားတွေအကုန်ပုတ်ကုန်တော့မှာပဲဝါတော့စီးပွားရေးလုပ်ရင်စကားတခုံးကိုမှတ်ထားအရက်ကောင်းရင်လမ်းကြားထဲမှာရှိနေပါစေဦးတော့လူတွေလာမှာပဲဘာအနက်လဲဒါတအားမွှေးလုံးတာပဲဟိုလမ်းကြားထဲကမျိုးထွက်လာတဲ့အနက်ထင်တယ်လာတွားကြည့်ရအောင်သူထေးကျွန်တော်ကို2ပွဲပေးပါ5ပွဲပေးပါသူထေးနောက်ထပ်3ပွဲထပ်ပေးဦးဒီဝက်နံရိုးကဟိုဆိုင်ကြီးတွေထက်10ဆလောက်ပိုမြင်နေဗျာကဲနောက်တစ်ယောက်လာပါဝေဖေကြီး329ကျက်ရတယ်ဗျာတညရဲနဲ့329ကျက်တောင်ကကက်ဆက်ခွေတစ်နှစ်လုံးရောင်းရင်တောင်ဒီလောက်မရဘူးဝန်သူထေးကိုတောင်တဲကငွေ3သိန်းဘိုးပစ္စည်းတွေကိုအမျက်မရှင်းနိုင်ရင်နှစ်ကုန်ဗန်ချင်းငွေတက်တန်းပြေတာနဲ့ငါတို့ကုန်တိုက်ကြီးပိတ်လိုက်ရတော့မယ်ငါတိတာပေါ့ငါ6ဆအထိဈေးလျှော့ရောင်းတာတော့ရင်ကောင်းတကောင်မှမလာဘူးငါလည်းဘာလို့ရမှန်းမသိတော့ဘူးလူငယ်လေးမင်းရဲ့ဆိုင်ကဒီလောက်လူပြတ်တဲ့နေရာမှာရှိတာတောင်စီးပွားရေးတအားကောင်းတာပဲငါရဲ့ငွေ3သိန်းဘိုးပစ္စည်းတွေကိုဈေးလျှော့တာတောင်ဘယ်သူမှမဝယ်ကြဘူးတကယ်ကိုထူးဆန်းတယ်ဈေးလျှော့တာတောင်မရောင်းရဘူးဆိုတာဈေးနှုန်းကြောင့်မဟုတ်ဘူးလူတွေရဲ့စိတ်သက်ကြောင့်ပဲလူတွေရဲ့စိတ်သက်ဟုတ်လားပစ္စည်းကပိုတန်မိုးနဲ့လေလူတွေကပိုပြီးတန်မိုးမရှိဘူးလို့ထင်လေပဲမင်းရဲ့ငွေ3သိန်းဘိုးပစ္စည်းတွေကိုခွဲလိုက်တစ်ဆက်တန်နဲ့100တန်ပစ္စည်းတွေကိုရောနော်ပြီးစက်ကူညိုနဲ့တေးသေးချာချာထုတ်ပိုးလိုက်အထဲမှာဘာရှိလဲဘယ်သူမှမမြင်ရစေနဲ့ပြီးရင်အားလုံးကို30တဲနဲ့ရောင်းအထဲမှာဘာရှိမှမမြင်ရရင်ဘယ်သူကဝယ်မှာလဲဒါကြောင့်ဝယ်ကြမှာပေါ့မင်းပြင်မှာစာတန်းရေးထားလိုက်တင်30ပေးုံနဲ့100တန်ပစ္စည်းကိုရနိုင်ခြေရှိသည်လို့ပေါ့လူတွေမှာလောင်းကစားဆန်နဲ့စိတ်သက်ရှိကြတယ်အကုန်လုံးမင်းရဲ့ကုန်တိုက်စီတိုးဝေးလာကြလိမ့်မယ်ဒါကမင်းရဲ့ပစ္စည်းကောင်းလို့မဟုတ်ဘူးသူတပားအမျက်ရသွားပြီးကိုမရလိုက်မှာကိုမလိုလားတဲ့စိတ်ကြောင့်ပဲဒါကိုကန်ဆန်းမဲ့လှုပ်ဝက်တတဖြူဟာလို့ခေါ်တယ်ပြီးတော့ပထမနေ့မှာ900ပဲရောက်မယ်ဒုတိယနေ့ကျရင်300ပဲရောက်မယ်တတိယနေ့ကျရင်တော့100ပဲရောက်မယ်ပို့ပြီးဝယ်ရခက်လေလူတွေကပိုးပြီးလူဝဲချင်လေပဲဒါကိုငတ်မုတ်ခေါင်းပါမှုဈေးကွက်ရှာဖွေရေးဗီဒီယိုလို့ခေါ်တဲ့ငါပြောသလိုသာလုံမင်းရဲ့ငွေ3သိန်းဘိုးပစ္စည်းတွေဟာလောက်ဝက်အတွင်းအကုန်ပြောင်းသွားလိမ့်မယ်ငါစီးပွားရေးလုပ်လာတာ15နှစ်ရှိပြီပြည်နယ်မျိုးတော်အထိသွားပြီးပမောက္ခတွေဟောပြောတာကိုနားထောင်ခဲ့ဘူးတယ်ဒါပေမဲ့ဒီလိုဗျူဟာမျိုးတစ်ခါမှမကြားဘူးဆရာကြီးဟာတကယ်ကိုထူးချွန်လာပါတယ်ဒါကအကြံပေးကငွေ9000ပါဆရာကြီးတာပတ်စပ်ဟလိုက်ရုံနဲ့ဘလောက်ပဲဖြစ်ဖြစ်ကျွန်တော်ပေးပါမယ်ငွေ9000နဲ့တော့မရနိုင်ပါဘူးကုန်တိုက်ကြီးရဲ့တထေးကကျွန်တော်ကိုကျေးဇူးကြွေးတင်သွားတာလေကျူးကိုငါ3ခေါက်တောင်ပြန်တွက်ပြီးပြီငါတို့ဆိုင်ရဲ့စရင်အရာအသားတင်အမြတ်ဟာငွေ2သိန်းထိကျော်သွားပြီးမင်းပြီးခဲ့တဲ့နှစ်ကဝက်နံရုပ်ကင်လောကမှာထိတ်ဆုံးကလူဖြစ်ရမယ်လို့ပြောခဲ့တာ
ငါအခုယုံပြီးငါတကယ်ကိုအကျွတ်မဲ့ယုံကြည်သွားပြီဖွေဖေမင်းလားအဖွားမင်းကိုတတိယနေတာအဖွားကျွန်တော်မျိုးပေါ်မှာအဆင်ပြေပြေရှိနေပါတယ်အဖွားရဲ့ကျမ်းမာရေးပေါ်ဘယ်လိုလဲအဖွားကဘာမှမဖြစ်ပါဘူးဖွေဖေရေအိမ်မှာကိစ္စအကြီးကြီးဖြစ်နေပြီးမင်းအဖေနဲ့အမေရဲ့မြေကွက်ကိုတင်လိုက်လို့ငွေတသိန်းနစ်နာကြေးရတယ်လေအခုတမိသားစုလုံးရောက်နေကြတယ်မင်းတယောက်ပဲလိုတော့တယ်သူတို့ကမင်းကိုမပြောခိုင်းဘူးအဖွားမင်းမငိုပါနဲ့တော့ကျွန်တော်မနှက်ဖြန်ပဲပြန်လာခဲ့ပါမယ်ဝါတော့ဘန်ကိုသွားပြီးစရင်တွေကငွေ2သိန်းလုံးကိုအကုန်ထုတ်ခဲ့ငွေသားတွေနဲ့ပဲလဲခဲ့ဒီထဲမှာထည့်ထားလိုက်အကုန်ထုတ်မယ်ဟုတ်လားအကျူးကိုမင်းဘာလို့မလို့လဲလွန်ခဲ့တဲ့တစ်နှစ်ကငါအိတ်ထဲမှာတပြားမှမရှိခဲ့ဘူးဒီအိတ်ကြီးကိုထမ်းပြီးအိမ်ကဆင်းလာခဲ့ရတော့ကသူတို့ကငါ့ကိုခွေးတကောင်ထက်တောင်မမြတ်ဘူးလို့ပြောခဲ့ကြတယ်မနှက်ဖြန်ကြရင်ငါဒီအိတ်ကြီးကိုထမ်းပြီးပြန်သွားမယ်သူတို့ရေလို့ဝသွားတဲ့အထိစောင့်ပြီးမှဒါကိုသူတို့အားလုံးကိုပြန်ပြရမယ်အိတ်ထဲမှာထည့်ထားတာဘာကြီးလဲလန့်သွားတာပဲကုန်ပါပြီလောလောဆယ်လင်းတို့အိမ်ကတော့တကယ်ကိုချမ်းသာသွားပြီးနစ်နာကြေးငွေ3သိန်းတောင်ရတာအမလေးပြောရင်းဆိုရင်လာလိုက်တာအသားကင်နှမ်းရလို့ထမင်းလာစားတာထင်ပါရဲ့မင်းတို့ကအိတ်စုပ်ကြီးကိုထမ်းပြီးပြန်လာတာလူကြားတဲ့တိတ်ခါကြတာအားမရသေးဘူးလားချက်ချင်းထွက်သွားလာပြီးငါတို့ရဲ့လက်လာပါတွေကိုလာမဖြတ်နဲ့မင်းတို့အားလုံးရောက်နေကြတာဆိုတော့ဒါဆိုဒီနေ့စရင်တွေအကုန်လုံးကိုရှင်းကြရအောင်ဘာစရင်ရှင်းမှလဲမင်းကငါတို့စီမှာစားပြီးတောက်လာတာဘာစရင်ရှင်းเสียရှိလို့လဲဘာစရင်ရှင်းမှလဲဟုတ်လားလွန်ခဲ့တဲ့6နှစ်ကငါပြည်နယ်တစ်ခုလုံးမှာပထမရခဲ့တယ်မင်းတို့ကငါရဲ့အောင်စရင်ကိုစုပ်ဖြဲပြီးငါကိုဝက်မွေးခိုင်းခဲ့တာလေအကိုကြီးအိမ်ဝယ်ဖို့စရန်ငွေ3000အမကြီးနိုင်ငံခြားသွားဖို့2000ဒါတွေအားလုံးဟာငါဝက်ချန်ထဲမှာတပြားချင်းစီရှာဖွေခဲ့ရတဲ့တွေးချင်းချင်းနေတဲ့ပတ်စံတွေတစ်နှစ်တုန်းကမင်းတို့ကငါကိုကွယ်ပြီးငါရဲ့တန်ဖိုးငွေ9000တန်ဝက်ချန်ကိုငွေ9000တဲနဲ့ရောင်းပစ်ခဲ့တယ်ငါဘာမှမပါပဲအိမ်ကဆင်းလာပြီးမြို့ပေါ်မှာငွေတရချေးတုန်းကမင်းတို့ငါကိုမောင်းထုတ်ခဲ့ကြတယ်မဟုတ်လားအခုအိမ်ကမြေကွက်သိမ်းခံရလို့တသိန်းရတော့မင်းတို့ကပျော်ပွဲရှင်ပွဲတွေလုပ်နေကြပြီးငါစီဖုန်းတစ်ကောင်တောင်မဆက်ကြဘူးမင်းတို့ကငါကိုတခိုးလိုဓာပြလို့သဘောထားခဲ့ကြတာငါဒီနေ့ပြန်လာတာပတ်စံလာတောင်းတာမဟုတ်ဘူးငါကအကျွေးလာတောင်းတာမွေးချင်းတော်ဆက်မှုဖြတ်တောက်တဲ့သဘောတူညီချက်အဖြူပေါ်အမဲရေးထားတာပဲဒါကိုလက်မှတ်ထိုးလိုက်ဒီညကစပြီးမင်းတို့ရဲ့ပတ်စံတွေကိုငါတပြားမှမလိုချင်ဘူးငါရဲ့အသက်ရှင်ခြင်းတည်ခြင်းဟာလဲမင်းတို့နဲ့ဘာမှမသက်ဆိုင်တော့ဘူးငါမင်းကိုလက်လွတ်လိုက်ပြီငါမင်းကိုအနှစ်20ကျော်မွေးလာတာမင်းကလောကျူးအိမ်တော်ကိုပြစ်ပယ်ခြင်းနဲ့ဟုတ်လားမရဘူးငါဒီနေ့မင်းလိုတစ္ဆာမရှိတဲ့ကောင်ကိုအရိုက်တည်စေရမယ်တော်ကြပါတော့မင်းတို့လိုအတိတရားမရှိတဲ့တိရစ္ဆာန်တွေခွေဖေး6နှလုံးလုံးရှာခဲ့တဲ့ပတ်စံတွေကိုဒီအိမ်ထဲမှာပဲအကုန်ဖြုံးပစ်ခဲ့ကြတာလေအခုမင်းတို့ကသူ့ကိုတေးအောင်ထပ်တုံးပို့ချင်ကြသေးတာလားခွေဖေးမင်းအပြင်မှာအများကြီးဒုက္ခရောက်ခဲ့မှာပဲနော်မင်းအဖေတို့ကမင်းအပေါ်ဒီလိုမျိုးပြုမှုကြတာအဖွားကျွန်တော်ဒုက္ခမရောက်ပါဘူးကျွန်တော်ဒီနေ့ပြန်လာတာအဖွားကိုမြို့ပေါ်ခေါ်ပြီးတက်တောင့်တက်တာထားဖို့ပါအဖွားဒါကဘာလဲဆိုတာကြည့်လိုက်ဦးခွေဖေးဒါတွေကဘယ်လောက်တောင်ရှိတာလဲငွေ2သိန်းပါအဖွားကျွန်တော်မြို့ပေါ်မှာစီးပွားရေးလုပ်ပြီးတရားချင်းစီရှာဖွေခဲ့တာပါအဖွားမနှက်ဖြန်မနှက်အစောကြီးကြရင်ကျွန်တော်မြို့ပေါ်မှာတိုက်ခန်းအကျယ်ကြီးသွားဝင်မယ်တိုက်ခန်းဝယ်ပြီးရင်ရှောင်းမေကိုသွားခေါ်မယ်ပြီးရင်အဖွားကိုပါခေါ်သွားပြီးကျွန်တော်တို့မိသားစုအတူတူပျော်ပျော်ရွှင်ရွှင်နေကြရအောင်ကောင်းပါပြီငါမြေးလေးကတော့တကယ်ကိုအောင်မြင်နေပြီပဲအဖွားဆောင်နေပါမယ်ငွေသား2သိန်းတောင်ဟုတ်လားဒီကောင်စုပ်ကအပြင်မှာတကယ်ကိုချမ်းသာနေတာပဲငါကမင်းကိုအနှစ်20မွေးခဲ့တာမင်းရဲ့ပတ်စံတွေဟာငါရဲ့ပတ်စံတွေပဲရှောင်ကြံ့အတွက်အိမ်ဝယ်ဖို့ငွေ2သိန်းလိုနေတာနဲ့အတော်ပဲဒီပတ်စံတွေဟာငါအတွက်ဖြစ်လာရမယ်ကျွန်တော်တောင်းပန်ပါတယ်ရှောင်းမေနောက်ဆုံးတစ်ချိန်အနေနဲ့ငါ့ကိုယုံကြည်ပေးပါဒီနေ့ငါမင်းကိုခေါ်ပြီးတိုက်ခန်းကိုငွေသားအခြေသွားဝယ်မယ်မင်းကိုလက်ထပ်ပါမယ်ဆိုတဲ့ကတိကိုငါတီးပေးမယ်ဟာဘယ်လိုလဲဆရာကြီးလမ်းမလာတာထင်တယ်တော့ပစ္စည်းဟောင်းတွေအချင်းရင်တော့အနောက်တကားကိုသွားပါဘယ်ခန်းကအကျယ်ဆုံးလဲငါယူမယ်ငွေသားအခြေပဲအကျယ်ဆုံးကတော့စတူယန်မီတာ120ရှိတဲ့တိုက်ခန်းအခြေကြီးပါ3သိန်းကျတင်ပါမယ်ဆရာကြီးတကယ်ပဲငွေသားအခြေပေးချင်မှတေချာလို့လားကျူးဖွေဖေးဒီခန်းပဲစာချုပ်ချုပ်ရအောင်ပတ်စံတွေကအကုန်ဒီထဲမှာဟာငွေရီခွန်အိတ်ကြီးကိုထမ်းပြီးတိုက်ခန်းလာဝဲတယ်ဟုတ်လားငွေသားအခြေ3သိန်းတောင်နဲ့ဒါဒီနှစ်အတွက်အကြီးမားဆုံးဟာတာပဲကျူးဖွေဖေးမင်းငါ့ကိုထပ်ပြီးညာပြန်ပြီးမင်းအုပ်ခဲတွေနဲ့ငါ့ကိုလာညာတယ်ဟုတ်လားမဟုတ်ဘူးငွေသား2သိန်းကအောက်မှာရှိသေးတယ်လေရှောင်းမေငွေသားအကုန်လုံးဒီမှာငါတို့သားလေးမွေးလာရင်တိုက်ခန်းကောင်းကောင်းမှနေရတော့မယ်3သိန်းလုံးငွေသားကြီးဟုတ်လားဒါငါရဲ့ပတ်စံတွေပဲမင်းညကမင်းတကောင်ရန်ကြီးအိမ်ထဲကိုခိုးဝင်ပြီးငါအိမ်ဝယ်ဖို့နဲ့မိမယူဖို့တင်ထားတဲ့ငွေသား2သိန်းကိုအုပ်ခဲတွေနဲ့လဲလှယ်ပြီးခိုးသွားခဲ့တာမဟုတ်လားဘာမင်းရဲ့ပတ်စံလဲငါကမင်းရဲ့အဖေလေးအဖေဖြစ်သူကတားရဲ့ပတ်စံကိုယူတာတဘာဝကြပြီးသားပဲမင်းတယောက်တည်းကဘာလို့တိုက်ခန်းကျဲကြီးထဲမှာနေမှလဲဒီပတ်စံတွေကမင်းအကူကြီးအိမ်ဝယ်ဖို့အတွက်ပဲဖြစ်ရမယ်ဟုတ်တယ်တတိယလေးမင်းရဲ့တူလေးကမကြခင်မွေးတော့မှမင်းကဦးလေးဖြစ်ပြီးတော့တွေးစွန်းတဲ့ငွေလေးနည်းနည်းပပထုတ်ပေးတာဘာဖြစ်လို့လဲမိသားစုချင်းပဲမင်းပတ်စံငါပတ်စံခွဲနေစရာလိုလားမင်းတို့တွေကလူတွေကောဟုတ်ကြသေးရဲ့လား
ခွေဖေး6နှလုံးလုံးနွားလိုဝက်လိုရုံးကန်ခဲ့ရတဲ့ဝက်ချံကိုလည်းရောင်းပစ်ကြတယ်အခုသူအေးပြက်ခံပြီးစုဆောင်းထားတဲ့ငွေ2သိန်းကိုတော့မင်းတို့ကလူယူချင်းကြသေးတယ်မင်းတို့မှာအတိတရားရှိကြသေးရဲ့လားမင်းကလက်မထက်ရသေးတဲ့မိန်းမတစ်ယောက်ဖြစ်ပြီးတော့ဘာတွေလာပြောနေတာလဲငါတို့လော်ကျူးအိမ်တော်ရဲ့ပတ်စံတွေကမင်းလိုပြင်ပလူတယောက်ဝင်ဆွတ်ဖက်เสียရမလို့ဘူးထွက်သွားအမေသူ့ကိုမဆဲပါနဲ့ကျူးဖွေဖေးမင်းမြင်ပြီးမဟုတ်လားမင်းရဲ့ပတ်စံတွေကိုသူတို့ခိုးသွားတာလေမင်းရဲတိုင်ဖို့မရဲဘူးလားမင်းအိမ်ဝဲဖို့စုထားတဲ့ပတ်စံတွေလေမင်းလက်တော့ပြန်ဖို့မရဲဘူးလားသူတို့ကမင်းရဲ့ခေါင်းပေါ်အထိတက်ပြီးသွေးဆုံနေကြတာမင်းကငင်းခံနေတော့မဲလားရှောင်းမေငါပြောတာကိုနားထောင်ပါငါမစောင့်နိုင်တော့ဘူးမင်းကသူတို့ရဲ့သားဖြစ်နေတဲ့၍သူတို့ကမင်းကိုအမြဲတမ်းချင်းချောက်ပြီးတွေးဆုံနေကြအောင်ပါပဲကျူးဖွေဖေးငါကန်ကြမကိုပဲအရှုံးပေးလိုက်ပါပြီငါတို့အပြတ်တက်လမ်းခွဲကြစို့တတိယလေးမိမဆိုတာပြေးရင်လည်းပြေးပြေးစီပေါ့ကန်ကြမကိုပဲအရှုံးပေးလိုက်ပါမင်းပတ်စံရှာတယ်ဆိုတာမိသားစုအတွက်ရှာတာပဲမြင်မြင်အိမ်ကိုပဲပြန်လာခဲ့တော့ဒီမှာလာပြီးတိတ်ခါချမနေနဲ့တော့မင်းရဲတိုင်ရဲရင်ဒါဟာမင်းအတွက်မစင်ကြင်ရရောက်လိမ့်မယ်ငွေသား2သိန်းကိုညဘက်ခိုးယူသွားတာဒါကိုကြီးလေးတဲ့ခိုးမှုလို့ခေါ်တယ်အနည်းဆုံး3နှစ်ကနေအများဆုံး10နှစ်အထိထောင်ဒဏ်ကျခံရနိုင်တယ်ဖွေဖေးမင်းယူသွားပြီလားမင်းတို့ဝယ်ထားတဲ့ဒီတိုက်ခန်းဟာခိုးရပါပစ္စည်းတွေနဲ့ဝယ်ထားတာလေမင်းတို့တပြားတစ်ချက်မှရနိုင်မှာမဟုတ်ဘူးဒါအပြင်ခိုးရပါပစ္စည်းတွေကိုလက်ခံတဲ့ပြစ်မှုပါထပ်တိုးမယ်မင်းရဲ့အဲ့ဒီမန်နေဂျာယာတူးနေရကိုမင်းဆက်ပြီးထိန်းထားနိုင်အောင်မယ်ထင်လို့လားမင်းမြန်လက်မှတ်ထိုးလိုက်စမ်းပါမင်းလည်းလက်မှတ်ထိုးလိုက်ပါတော့သူကယူနေတဲ့ခွေးယူလို့ဖြစ်နေတာမင်းကသူနဲ့ပါလို့အငင်းပွားနေအောင်မလဲကျူးဖွေဖေးမင်းကကိုတေးသေးချာချာမှတ်ထားပါလော်ကျူးအိမ်တော်သားမရှိရင်မင်းဟာဘာကောင်မှမဟုတ်ဘူးစိတ်ချပါငါကျူးဖွေဖေးတည်ရင်တည်ပါစေမင်းတို့အိမ်ရဲ့တကားဝါကိုဘယ်တော့မှခြေပေါ်တစ်ဖက်တောင်ထပ်မနေတော့ဘူးကျူးကိုပြီးခဲ့တဲ့လကဗန်နာရေးအစီရင်ခံစာထွက်လာပြီးကျွန်တော်တို့ရဲ့ဝတ်သားမြန်စာဟာတပြည်နယ်လုံးမှာပြန့်နှံ့သွားခဲ့ပြီးအကောင့်ထဲမှာသုံးလို့ရတဲ့လက်ပတ်လှုပ်ရှားငွေဟာတန်90ကျော်သွားပြီးတိပြီးမနှက်ဖြန်ဘယ်နှစ်ရက်နေလဲလပြည့်18ရက်နေပါကျူးကိုမနှက်ဖြန်ကအဖွားရဲ့အသက်80ပြည့်မွေးနေပဲလေကျွန်တော်အခုပဲ Rolls Royce ကားစီ90ကိုချက်ချင်းစီစဉ်လိုက်ပါမယ်တပြည်နယ်လုံးမှာအတော်ဆုံးစဖို့မှုတွေကိုလည်းအကုန်ခေါ်လာခဲ့ပါမယ်မလိုပါဘူးငါတယောက်တည်းပြန်မယ်ကျူးကိုအခုမင်းကတပြည်နယ်လုံးမှာအချမ်းသာဆုံးတထေးကြီးဖြစ်နေပြီလေအခုဒီလိုမျိုးဝတ်ပြီးပြန်မလို့လားအဖွားကအခမ်းအနားတွေသဘောမကျပါဘူးကြံတဲ့လူတွေအတွက်ကတော့သူတို့ကငါရဲ့ဂုံချက်ကိုမြင်တွေ့ဖို့မတန်ပါဘူးတွားကြစို့တွားကြစို့ဦးလေးတို့ဒေါ်လေးတို့ရေဝက်စုနဲ့အတူလိုက်ခဲ့ကြပါ3သိန်းလုံးငွေသားကြီးပဲအိမ်ကထွက်တာနဲ့တကယ်စီးပွားရေးအချက်ချကြတဲ့နေရာပဲ3သိန်းလုံးငွေသားကြီးလေးလော်ကျူမီသားစုကတော့တကယ်ကိုအောင်မြင်နေပြီဒါကဘာဆန်းလို့လဲလီစုကပြည်နယ်မြို့တော်မှာအင်ဂျင်နီယာကြီးစားကြီးကိုတာဝန်ယူထားတာလေအဲ့ဒီဝက်သားအမြန်စာလုပ်ငန်းစုရဲ့အမှုဆောင်ရာရှိချုပ်နဲ့လေတွေးတောက်ညီအကူတွေဖြစ်ကြတာအဖေဒီနေ့အဖွားမွေးနေ့ဆိုတော့ဒီ Rolex နာယီကငွေ3သိန်းတန်ပါတယ်အဖေဝတ်ထားပြီးစော့ကစားလိုက်ပါဦးငွေ3သိန်းတန် Rolex နာယီဟုတ်လားငါချွေးမပေးတာလေတကယ်မင်္ဂလာရှိတဲ့နေ့မှာမင်းကဘာလို့သူတောင်းစားတယောက်လိုဝတ်ပြီးပြန်လာတာလဲလက်ပိတ်အောင်လို့လားဟောတတိယလေး3နှစ်လောက်မတွေ့ရတာမင်းရဲ့ဆိုင်လေးကပျက်စီးသွားပြီလားလက်ပလာနဲ့အဖွားရဲ့မွေးနေ့ကိုပြန်လာတယ်မင်းမရှက်ဘူးလားအဖွားမွေးနေ့မှာပျော်ရွှင်ပါစေကြောက်တုံးအစုပ်တုံးလားတတိယလေးမင်း3နှလုံးလုံးအိမ်မပြန်မဲနဲ့အဖွားကိုလှည့်စားဖို့အတွက်လမ်းဘေးကကြောက်တုံးအစုပ်တုံးကိုယူလာခဲ့တာလားသူများလီစုပေးတာကငွေ3သိန်းတန်ရိုလက်ကနာယီလေးမင်းကကြောက်တုံးအစုပ်တုံးပေးတယ်ဟုတ်လားဒီကွာချချက်ကသူတောင်းစားတော့မင်းထပ်ပို့ပြီးရရောအောင်မယ်ဒါကအကောင်စားကြောက်စိမ့်မျိုးစားပဲကြောက်စိမ့်ပေါင်းများစွာတွေကမှတခုလေတော့အကောင်စားထုစစ်မှုကလည်းတကယ်ဆရာကြီးလက်ရပဲလူငယ်လေးဒီကြောက်စိမ့်ဟာအနည်းဆုံးတော့တန်းတန်မှုရှိတယ်နော်ရောက်ကလေးမင်းလက်ထဲမှာပတ်စံမရှိရင်လေငါရဲ့ငွေတန်းပေါင်းများစွာတန်တဲ့လုပ်ငန်းခွင်တွေကနေအုတ်ခဲတုံးလောက်ကောက်ယူသွားလိုက်ပါဦးမင်းရဲ့အဲ့ဒီကြောက်တုံးထပ်ပို့ပြီးတမှုရှိအောင်မယ်အဖွာတတိယလေးရဲ့လှည့်စားတာကိုမခံပါနဲ့ဒီလိုလမ်းဘေးကပစ္စည်းတွေကိုယူလာတာသူများတွေရဲစရာဖြစ်လိမ့်မယ်ငါရဲ့ကြောက်စိမ့်လေးခွေဖေးငါကိုပေးထားတာအဖွားမှာဘာမှမရှိပါဘူးဒါကခွေဖေးကိုယ်တိုင်ငါအတွက်ထုစစ်ပေးထားတာအမေကြောက်တုံးစုပ်တုံးကိုအမေကဒီလောက်အထိဖြစ်နေဖို့လို့လားငါရဲ့အင်ကြီးအစ်စ်ကိုပေးကုန်ပြီအဖွားဒါကိုတိတိကျကျတင်ထားပါဘယ်သူမှလူယူလို့မရပါဘူးဒီနေ့လူစုံတော့ငါနဲ့အကိုငယ်မှာတရင်ကောက်တစ်ခုချင်းညာစရာရှိတယ်ငါတို့မောင်နှမ2ယောက်ပတ်စံကတိမ့်ဆိုင်ထုတ်ပြီးငါတို့အိမ်ကအိမ်ဟောင်းကြီးကိုဖြိုဖျက်ဖို့ပြင်ဆင်နေကြတယ်ပြီးရင်တက်လီကားပါတယ်3ထပ်ပြီးလာအိမ်ကြီးဆောက်မလို့တကယ်လားငါသိန်းတောင်ဟုတ်လားငါတို့လော်လင်မီသားစုမှာဒီနေ့လိုနေမျိုးရှိလာတာအကိုကြီးနဲ့အကိုလက်တို့စူးစမ်းကြလို့ပဲလာမယ့်လက်ကြရင်စောက်လို့ရေးအဖွဲ့ဝင်လိမ့်မယ်လောက်ဝက်အတွင်းပြီးစီးနိုင်တယ်အဲ့ဒီအချိန်ကျရင်ငါတို့မိသားစုမျိုးဆက်3ဆက်လုံးအတူတူနေကြရမယ်တပြည်နယ်လုံးမှာဘသူကမနာလို့မဖြစ်ပဲနေမလဲချန်စီဒီအိမ်ဟောင်းကြီးကိုဖြိုဖျက်လိုက်ရင်စောက်လို့ရေးလုံနေတဲ့လောက်ဝက်အတွင်းငါတို့ဘယ်မှာသွားနေကြမလဲအဖွားစိတ်ချပါအဖေနဲ့မေကကျွန်တော်နဲ့အတူပြည်နယ်မြို့တော်မှာလိုက်နေမယ်ကျွန်တော်ရဲ့အိမ်ကငွေ3တန်းနဲ့ဝယ်ထားတာလေအိမ်ခန်း3ခန်းရှိတယ်နေလို့ရပါတယ်ဒါဆိုငါကောအဖွားပြည်နယ်မြို့တော်ကဝေးတယ်လေအဖွားကအသက်ကြီးပြီဆိုတော့ကားဝေးကြီးမစီးနိုင်ပါဘူးကျွန်တော်တို့အဖွားအတွက်နေရာကောင်းတစ်ခုရှာထားပါတယ်တောင်အောက်ကလီချောင်တို့အိမ်ရဲ့စွန့်ပစ်ထားတဲ့အိမ်စုပ်ကြီးရှိတယ်လေအဲ့ဒါကိုတန်ရှင်းရေးလုပ်ပြီးကောက်ရိုးလေးခင်းလိုက်ရင်နေလို့ရပါပြီလာနေငယ်ပဲကြာမှာပါခဏလေးတင်အိမ်စုပ်ကြီးဟုတ်လားပတ်ပတ်လဲမှာလေတွေတိုက်နေပြီးအမိုးကလည်းတဝက်လောက်လန်းနေတာလေခွေးတစ်ကောင်တောင်မနေချင်တဲ့အိမ်စုပ်ကြီးထဲမှာပေါ့
လာနေငယ်ပဲကြာမှာကိုမင်းကဘာတွေအော်ဟစ်နေတာလဲမင်းဖွားကတက်တက်လုံးဒုက္ခခံလာတာနေတာကြနေပါပြီလေတံခံနိုင်ရင်ရပါပြီလေတံခံနိုင်ရမယ်ဟုတ်လားအနှုတ်10ဒီဂရီကျော်တဲ့ရာသီဥတုမှာလေမင်းတို့ကပြည်နယ်မြို့တော်က3တန်းနဲ့အင်ကြီးမှာတွားနေကြပြီးအသက်80ကျော်ပြီဖြစ်တဲ့အဖွားကိုကြတော့အိမ်စုပ်ကြီးထဲမှာအေးတံခံခိုင်းနေဟုတ်လားမင်းတို့ရဲ့ရင်ထဲမှာအဖွားရှိကြသေးရဲ့လားကျူးဖွေဖေဒါကငါနဲ့ရှူအားတို့ပတ်စံစိုက်ထုတ်ပြီးစောင့်မဲ့ဘီလာအင်ကြီးလေးမင်းတို့ပြင်ပလူတယောက်ကဝင်ပြီးဆွတ်ဖက်เสียရမလို့ဘူးပြင်ပလူဟုတ်လားမင်းမိမယူဖို့ပတ်စံတွေကဘယ်ကရတာလဲငါစီကနေတွေးဆုပ်ပြီးယူသွားတာမဟုတ်ဘူးလားအခုမင်းကငါရဲ့တွေးချင်းချင်းနေတဲ့ပတ်စံတွေကိုယူပြီးဘီလာအိမ်ဆောက်တယ်ဟုတ်လားမင်းမပြောရတဲ့မျက်နှာရှိသေးတယ်ပေါ့မင်းတို့နဲ့ဘာမှမဆိုင်ဘူးအဖေနဲ့အမေကပြည်နယ်မြို့တော်ကအင်ကြီးမှာတွားနေကြပြီးအဖွားကြတော့အိမ်စုပ်ကြီးထဲမှာအေးတန်ခံရမယ်ဟုတ်လားဒါမင်းတို့ရဲ့သားသမီးချင်းဝင်လားဘသူကများအဖွားကိုထီရဲလဲကြည့်ရသေးတာပေါ့ငါသူ့ကိုတစ်တလုံးပြန်မထနိုင်အောင်လုပ်ပြင်မယ်ကျူးချန်မင်းငါကိုအမှန်တိုင်းပြောစမ်းမင်းခုနကအပြင်မှာပတ်စံနဲ့တင်းခွဲစိုက်ထုတ်ပြီးဗီလာအင်ကြီးဆောက်မယ်ဆိုပြီးလေလုံးထွားနေတာအဲ့ဒီပတ်စံတွေမင်းဘယ်ကရမှာလဲတူတူပြောပါငါနဲ့ရှူအားနဲ့တယောက်တစ်ဝက်စိုက်ထုတ်မှလေလီကောင်ကတထေးကြီးပဲဟာသူကအများဆုံးစိုက်ထုတ်မှာပေါ့တထေးကြီးဟုတ်လားမင်းကိုပြန်ကြည့်ဦးဘန်ကိုကျွေးမိနှစ်တန်းတင်နေတာလေမင်းရဲ့တလားလားစာကမှ8000ပဲရှိတာမင်းဘာနဲ့2သိန်းခွဲစိုက်ထုတ်မှလဲမင်းကဘာတိလို့လဲဝန်စုကမကြခင်မှာဝတ်သားလုပ်ငန်းစုရဲ့တနိုင်ငံလုံးတည်ယူပို့ဆောင်ရေး project ကိုတာဝန်ယူတော့မှလေငါသာဒီအိမ်ဟောင်းကြီးနေရာမှာဗီလာအင်ကြီးဆောက်ပြီးကုန်ချက်တရေကိုထိန်းထားနိုင်ရင်ဝန်စုသဘောကျပြီးအဲ့ဒီ project ရဲ့တာဝန်ခံနေရကိုငါ့ကိုပေးမှာပဲအဲ့ဒီအချိန်ကျရင်တစ်နှစ်လစာက9သိန်းဖြစ်သွားပြီမင်းယူနေပြီလားမင်းကုမ္ပဏီရဲ့အများပိုင်ရန်ပုံငွေကိုခိုးယူသုံးစွဲဖို့စိတ်ကူးနေတာတော့မဟုတ်ပါဘူးနော်ပါဇက်ပိတ်ထားတာကိုအခွင့်ကောင်းယူပြီးရင်းနှီးမြှုပ်နှံတာလို့ခေါ်တဲ့ project ကိုသာရရှိသွားရင်ငါတို့ချက်ချင်းပဲအောင်မြင်တော့မှာအကိုကြီးတို့ကပတ်စံ3သိန်းစိုက်ထုတ်ပြီးဗီလာအင်ကြီးဆောက်ဖို့ပြောနေတယ်မင်းလည်းပတ်စံတွေမြန်မြန်လွှဲပေးလိုက်ဦးလေဘာလို့အလောတကြီးလာတောင်းနေတာလဲငါရဲ့တန်းပေါင်းများစွာတန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာပိုင်ရှင်တွေကငွေရေးခဲထားကြတာလေအခုလောလောဆယ်လက်ထဲမှာကျက်နေလို့အကိုကြီးကိုပဲအရင်စိုက်ထုတ်ထားခိုင်းလိုက်ပါမင်းကငွေ3သိန်းတန်ကိုလိုက်နာယီလက်ဆောင်ပေးထားတာမဟုတ်ဘူးလားဘာလို့3သိန်းတောင်ထုတ်မပေးနိုင်ရတာလဲမင်းကဘာတိလို့လဲတထေးကြီးတွေရဲ့ပတ်စံတွေက project တွေထဲမှာလက်ပတ်နေတာလေငါ့ကိုထပ်ပြီးအတင်းကျပ်လာမတောင်းနဲ့မဟုတ်ရင်ဒီဗီလာအိမ်ကိုငါမဆောက်တော့ဘူးအဖွားစံပြုတ်လေးတောက်လိုက်ပါဦးမနှက်ဖြန်မနှက်စောကြီးကြရင်အဖွားကိုပြည်နယ်မြို့တော်ကိုခေါ်သွားပါမယ်ကျွန်တော်အဲ့ဒီမှာပန်းချံပါတဲ့အိမ်ကျကြီးဝယ်ထားတဲ့ဘသူမှအဖွားကိုအိမ်စုပ်ကြီးထဲမှာသွားမနေခိုင်းတော့ပါဘူးအဖွားရဲ့တသက်တာလုံးမှာမင်းအပေါ်ကိုအားနာမိဆုံးပဲမင်းအဖေနဲ့အမေကပတ်လိုက်ကြတယ်အဖွားကလည်းမင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူးအဖွားဘာမှဆက်မပြောပါနဲ့တော့အဖွားကိုပြည်နယ်မြို့တော်ကအကောင်းဆုံးစေယုံကိုခေါ်သွားပါမယ်ဖွေဖေးမင်းအဖေနဲ့အမေကိုစိတ်မဆိုးပါနဲ့တော့သူတို့ကဝေခွဲမရဖြစ်နေကြလို့ပါမင်းလည်းကောင်းကောင်းမွန်မွန်နေထိုင်သွားပါဖွားခဏလောက်နားချင်းပြီအဖွားတတိထားပါဦးအဖွားကျွန်တော်ကိုဂရီပေးထားတယ်မဟုတ်လားကျွန်တော်နဲ့အတူအင်ဂျယ်ကြီးမှာအတူနေမယ်ဆိုတာလေအဖွားဒီဗီလာအိမ်ရဲ့ပုံစံကိုငါပြောတဲ့အတိုင်းပဲစောက်ရမယ်ပတ်စံမလောက်ရင်လည်းထပ်ပြီးစိုက်ထုတ်ရမယ်မင်းတို့တွေကကိုယ့်ရဲ့လောဘဇောနဲ့ဟန်ဆောင်ကုန်ချက်တွေအတွက်ဗီလာအိမ်ဆောက်ဖို့အဖွားကိုအဆုံးစီရင်အောင်တွန်းပို့ခဲ့ကြတာပဲမင်းတို့ကအခြေခံအကျဆုံးမိသားစုတန်ရောစင်ကိုတော့မငဲ့ကွက်ကြဘူးဆိုရင်ဒီလူလောကထဲမှာမင်းတို့လည်းဆက်ပြီးမနေကြပါနဲ့တော့အဖေနာရီကိစ္စတွေအားလုံးအဆင်ပြေသွားပါပြီစောက်လုပ်ရေးအဖွဲ့ကလည်းလုပ်ငန်းခွင်ထဲဝင်ဖို့အတင်းတောင်းဆိုနေတဲ့အိမ်ဟောင်းကြီးဘက်ကိုအခုပဲဖျက်ဆီးလိုက်ရတော့မလားခဏလောက်စောက်ပါဦးမွေးနေ့ရက်တိုလေးတောင်မကုန်သေးဘူးလေဘာကိုစောင့်နေအောင်မလဲအဖွားလဲဆုံးသွားပြီပဲအိမ်ဟောင်းကြီးကအလက်ကားဖြစ်နေတာကိုအခုပဲဖျက်ဆီးပြီးလုပ်ငန်းစလိုက်တာပေါ့ထပ်ပြီးအချိန်ဆွဲနေရင်စောက်လုပ်ရေးပစ္စည်းတွေဈေးတက်လိမ့်မယ်ပို့ပြီးကုန်ကြမဲ့ပတ်စံတွေကငါတို့ပတ်စံတွေလေအဖွားရဲ့မွေးနေ့ရက်တိုလေးတောင်မကုန်သေးဘူးမင်းတို့ကအိမ်ကိုဖျက်ဆီးဖို့ပဲစဉ်းစားနေကြတယ်ဟုတ်လားဖွေဖေးမင်းလိုမလာနဲ့နော်မင်းအဖွားကောင်းကင်ဘုံကနေကြည့်နေရင်လေငါတို့မိသားစုပုံမတိုးတက်လာပြီးဗီလာအိမ်အစ်စ်ကြီးထဲမှာမြန်မြန်နေထိုင်ရတာကိုပဲမြင်ချင်ပါပါမင်းတို့အားလုံးပါဆက်ပိတ်ထားကြအဖွားတက်ရှိထင်ရှားရှိစဉ်တုန်းကတော့အဖွားကိုလေတိုက်နေတဲ့အိမ်စုပ်ကြီးထဲမှာတွားနေခိုင်းကြပြီးအဖွားဆုံးသွားတော့မှစောက်လို့ရေးလုပ်ဖို့အလင်းစလိုဖြစ်နေကြတယ်ဟုတ်လားမင်းတို့ရဲ့ရင်ထဲမှာအဖွားကိုတကယ်ပဲအတိမတ်ပြုကြရဲ့လားကျူးဖွေဖေးမင်းဒီမှာလာပြီးပြဿနာရှာမနေနဲ့ဗီလာအိမ်ဆောက်တာကမိသားစုတစ်ခုလုံးကောင်းစားဖို့အတွက်ပဲလေမိသားစုတစ်ခုလုံးကောင်းစားဖို့ဟုတ်လားအဖွားကဘလို့ကြောင့်ဆုံးသွားတာလဲမင်းညနေကရင်အဖွားကလက်လျှောက်နိုင်သေးတယ်လေမင်းတို့ကအဖွားရဲ့ရှေးမောက်ပါတယ်အဖွားကိုအိမ်စုပ်ကြီးထဲနှင်ထုတ်မယ်လို့ပြောခဲ့ကြလို့မင်းတို့ကအဖွားကိုအတင်းကျပ်အဆုံးစီရင်အောင်တွန်းပို့ခဲ့ကြတာမဟုတ်လားမင်းလျှောက်ပြီးဆွဆွဲမနေနဲ့အိမ်ဟောင်းကြီးကငါပိုင်ဆိုင်မှုပဲငါကြိုက်တဲ့အချိန်ဖြည့်ဆည်းမယ်မင်းလိုအိမ်ကနေနှင်ထုတ်ခံထားရတဲ့ပြင်ပလူတယောက်ကဘာအရေးချင်းနဲ့လာပြီးဆွတ်ဖက်နေတာလဲပြင်ပလူဟုတ်လားမင်းတို့ငါရဲ့သွေးတွေကို6နှလုံးလုံးသွေးဆုပ်ခဲ့ကြတယ်အခုအဖွားကိုပါအဆုံးစီရင်အောင်လုပ်ခဲ့ကြတယ်ပြီးတော့အဖွားရဲ့အိမ်ကိုပါဖျက်ဆီးကျင်ကြသေးတယ်ဟုတ်လားမင်းတို့ကအဖွားရဲ့သားသမီးတွေမဟုတ်ကြဘူးမင်းတို့ကတကယ်တရိတ်ဆန်တွေပဲမင်းကအဖေကိုဆဲရဲတယ်ဟုတ်လားကောင်းကောင်းရိုက်နှက်လိုက်တာပဲသူတောင်းစားတယောက်ကဒီမှာလာပြီးရန်ကားနေတာကိုထွက်သွားစမ်းတတိယလေးလက်ရှိအခြေအနေကိုသိမြင်စမ်းပါမင်းကအခုဘာမှမရှိတဲ့စင်ရဲသားတယောက်ပဲလေနာရီအိမ်မှာလာပြီးပြဿနာရှာရင်ငါတို့ကအိမ်ဖြက်စီးတဲ့ရော်ချင်းငွေတွေကိုခွဲပေးမယ်လို့ထင်နေတာလားထွက်သွားစမ်းရောက်ကလေးကြားတယ်မဟုတ်လားမင်းအကိုကမင်းကိုထွက်သွားခိုင်းနေတာထပ်ပြီးမထွက်သွားရင်ငါရဲ့လုပ်ငန်းခွင်ထဲကညီကိုတွေကိုခေါ်ပြီးမင်းရဲ့ခြေထောက်ကိုရိုက်ချိုးပစ်မယ်လူတွေကိုရွာထဲခေါ်လာခဲ့ပါသိပါပြီဆရာကြီးအခုပဲ
အကိုကြီးမင်းဘယ်ကနေအကိုကြီးကိုခေါ်လာတာလဲပလတ်စတစ်ကစားစရာတနက်နဲ့ဘသူ့ကိုလာပြီးချင်းချောက်နေတာလဲအမေရေကဲပါဦးလူတွေကိုရွာထဲခေါ်လာတယ်ဟုတ်လားမင်းရဲ့ဟန်ဆောင်မှုကတကယ်ကိုပိုင်နိုင်တာပဲပါလဲမင်းကမြို့နယ်တဲကလူမိုက်တွေကိုခေါ်ပြီးငါတို့ရဲ့လုပ်ငန်းကိုလာပြီးဖျက်ဆီးမလို့လားတတိယလေးမင်းလူမိုက်ချို့ကိုခေါ်လာလဲငါတို့အိမ်ရဲ့ဗီလာအိမ်ဆောက်မဲ့လုပ်ငန်းကိုတားဆီးလို့မရပါဘူးလီကောင်ကပြည်နယ်မြို့တော်ကတထေးကြီးလေးအထက်လူကြီးတွေနဲ့လည်းရင်းနှီးပြီးသားမင်းမြင်မြတ်ထွက်သွားစမ်းပါဒီမှာလာပြီးအဆက်ခွဲမနေနဲ့တော့ဒါဘလို့လူကြီးလူကောင်းမျိုးရောက်လာတာလဲတေဆန်းဒီလိုကားမျိုးကတပြည်နယ်လုံးမှာတော့အနှဲငယ်ပဲရှိတာတေချာပေါက်ပြည်နယ်မျိုးတော်ကတထေးကြီးတယောက်ငါတို့ရွာကိုကွင်းစစ်စစ်ဆေးဖို့ရောက်လာတာပဲဖြစ်ရမယ်မြ мян ငါနဲ့အတူထွက်ပြီးကြိုဆိုရအောင်ဒီကဝန်စုမင်္ဂလာပါခင်ဗျာကျွန်တော်ကပြည်နယ်မျိုးတော်ကုန်းတိုက်ကြီးရဲ့ဥက္ကဋ္ဌဝန်စုရဲ့လူပါခင်ဗျာမသိလို့လူကြီးမင်းကအာမင်းကဘာလို့လူကိုရိုက်ရတာလဲဥက္ကဋ္ဌကြီးကြိုးဆိုပါရဲ့ခင်ဗျာအတူကြီးဒါတွေအားလုံးကအတူကြီးတွေပြည်နယ်မျိုးတော်ရဲ့အချမ်းသာဆုံးသူထေးကတူလာဘလို့အချမ်းသာဆုံးသူထေးကဒီလိုမျိုးဝစ်စင်ပြီးစုပ်ပြတ်နေတဲ့သုံးမီးဆိုင်ကကြီးစီးပြီးရွာကိုပြန်လာမှလဲဒီကားတွေအားလုံးကနားလာတာဒီလူတွေအားလုံးကလည်းခချင်းငွေပေးပြီးခေါ်လာတဲ့တရုပ်ဆောင်တွေပဲကျူးဖွေဖေးမင်းလွန်ခဲ့တဲ့နှစ်တွေကဝက်မွေးပြီးရှာထားတဲ့ပတ်စံနှဲငယ်ကိုအကုန်သုံးလိုက်ပြီးထင်တယ်ရွာကိုပြန်လာပြီးဂုံပြချင်ုံတက်တက်နဲ့ဟုတ်လားဟုတ်ပါရှင်ငါလည်းပြောသားပဲတခုခုတော့မဟုတ်တယ်လို့ပဲလို့တတိယလေးမင်းဒီတရုပ်ဆောင်တွေကိုငှားဖို့အတွက်တရက်ကိုပတ်စံဘယ်လောက်တောင်ကုန်သွားလဲလူဝကြီးမင်းကိုတရက်ပတ်စံဘယ်လောက်ပေးလဲ900လား1000လားငါကနှစ်ဆပေးမယ်မင်းအခုချက်ချင်းတူးထောက်ပြီးငါ့ကိုလီစုလို့ခေါ်ဆန်းမင်းကိုနှစ်ဆက်ရအောင်လုပ်ပေးမယ်胖子လူဝကြီးနောက်ကိုစုပ်လိုက်တင်ထားလိုက်ပါမင်းမကြခင်မှာဒီပတ်စံတွေကိုလိုအပ်လာလိမ့်မယ်မင်းခုနကပြောတော့မင်းကဝတ်သားလုပ်ငန်းစုရဲ့ဝယ်ယူရေးဌာနကတာဝန်ခံဥက္ကဋ္ဌကျန်းကော်တုံးနဲ့ညီကိုတွေပါဆိုမင်းညကတော့အတူတူတောက်ခဲ့ကြသေးတယ်မဟုတ်လားဟုတ်တယ်ပါလေမင်းရဲ့ဒီလိမ်လည်မှုကြီးပေါ်သွားမှာကိုကြောက်နေပြီလားလူဝကြီးကျန်းကော်တုံးစီဖုန်းဆက်လိုက်သူ့ကိုပြောလိုက်ပါ10မိနစ်အတွင်းကျူးတို့ရွာကိုအရောက်လာခဲ့ဖို့10စက္ကန့်တောင်နောက်ကျလို့မရဘူးမဟုတ်ရင်ဝယ်ယူရေးဌာနရဲ့ဥက္ကဋ္ဌရာထူးကိုသူဆက်လုပ်เสียမလို့တော့ဘူးဟယ်လိုအကိုကြီးကျူးကျန်းကော်တုံးကသူအခုမြို့နယ်ထဲမှာလုပ်ငန်းကိစ္စတစ်ခုဆွေးနွေးနေတယ်လို့ပြောပါတယ်10မိနစ်အတွင်းအရောက်လာခဲ့ပါမယ်တဲ့10မိနစ်ဟုတ်လားမြို့နယ်ထဲမှာလားငါကမင်းညကတဲ့ဥက္ကဋ္ဌကျန်းနဲ့အတူပြည်နယ်မြို့တော်မှာတောက်ခဲ့တာလေသူ့ကိုဖုံးဆက်ခိုင်းလိုက်စမ်းပါသူတို့ရဲ့ဒီပြဆက်ကြီးကဘယ်အချိန်ထိတရုပ်ဆောင်နိုင်အောင်မလဲဆိုတာငါလည်းကြည့်ကျင်သေးတယ်9မိနစ်ခွဲရှိသွားပြီမင်းတို့ရဲ့တရုပ်ဆောင်တွေကလမ်းပြောင်းနေကြတာတော့မဟုတ်ပါဘူးနော်အချိန်စေ့ပြီမင်းတို့ရဲ့ဒီပြဆက်ကြီးကလည်းပြီးဆုံးတင်ပြီဥက္ကဋ္ဌကျန်မင်းရောက်လာပြီပဲငါသိသားပဲမင်းငါ့ကိုမျက်နှာတာပေးမယ်ဆိုတာလားငါမင်းကိုမိတ်ဆက်ပေးဥက္ကဋ္ဌကြီးကျွန်တော်30စက္ကန့်လောက်ကြာသွားတဲ့အတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ခင်ဗျာဝယ်ယူရေးဌာနတစ်ခုလုံးမှာတယောက်ယောက်ကအမှားလုံးမိရင်ကျွန်တော်ကိုပဲအပြစ်ပေးပါကျွန်တော်ရဲ့ယာတူးကိုတော့မဖြုတ်ပါနဲ့ဦးခင်ဗျာမင်းတီလားငါဘာကိုအမုန်းဆုံးလဲဆိုတာထဆန်းသူကပြောတယ်မင်းညကမင်းနဲ့အတူမနက်အစောကြီး2နာရီထိတောက်ခဲ့ကြတယ်တဲ့မင်းကသူ့ပခုံးကိုဖတ်ပြီးသူ့ကိုအကိုကြီးလို့ခေါ်ခဲ့တယ်တဲ့မင်းသူ့ကိုတီလားတောက်ဘာရီလျှောက်ပြောနေတာလဲငါမင်းညကမြို့နယ်ထဲမှာတဲယူပို့ဆောင်ရေးလုပ်ငန်းရဲ့စာချုပ်ကိစ္စကိုဆွေးနွေးနေတာလေလူပေါင်း10ခန်းလောက်တက်တည်ရှိတယ်ငါចန်းကော်တုံးကဒါဒီလိုကောင်မျိုးကိုတီးခဲ့ရင်အခုချက်ချင်းပဲငါကောင်းကိုဖျက်ပစ်လိုက်မယ်မင်းကငါရဲ့ဥက္ကဋ္ဌကြီးရဲ့ညီကိုအဖြစ်ဟန်ဆောင်ရဲတယ်ဟုတ်လားမင်းဘာကောင်မို့လို့လဲမင်းကြောင့်မို့လို့ငါရဲ့ယာတူးပါပြုတ်တော့မလို့ဖြစ်သွားတာကိုမင်းတီလားလူဝကြီးသူ့ရဲ့နောက်ကျောင်းကိုမိသားစုတစ်ခုလုံးကြားအောင်ဖတ်ပြလိုက်စမ်းဟမ်လီကောင်ကြားအသက်32နှစ်ပြည်နယ်မြို့တော်စောက်လုပ်ရေးကုမ္ပဏီရဲ့တရားဝင်ကိုယ်စားလှယ်ဟောင်းသူ့ရဲ့နာမည်နဲ့ဘာပိုင်ဆိုင်မှုမှမရှိတဲ့အပြင်အကျွေးမီ9တန်းတင်ရှိနေသူဖြစ်ပါတယ်။လယ်သမားအလုပ်သမားတွေရဲ့လောက်ခလာစာ8,900,000တောင်ပေးစရာကြံနေပါသေးတယ်။တရားရုံး3ခုကနေပြီးတော့အကျွေးမဆက်ပဲလိမ့်လေသူအဖြစ်သတ်မှတ်ထားခြင်းခံရသူဖြစ်ပြီးအရက်စကားနဲ့ပြောရရင်တော့သူကဝါရင်အကျွေးမဆက်သူလျှက်ပေါ်လော်လေးသမားတစ်ယောက်ပဲဖြစ်ပါတယ်။လီစုမင်းရဲ့အဲ့ဒီငွေ3သိန်းတန်ရိုလက်နာရီကိုမင်းပြန်ယူသွားလိုက်ပါဦးအတူလားအစ်စ်လားဆိုတာတေချာပြန်ကြည့်လိုက်ဦးလေဒါကမီးရထားပူတာယုံကတရားအောင်မှာငါကြက်တန်အတူကြီးလေးမင်းနာရီမျက်နှာပြင်ကိုပြန်ကြည့်အောင်တစိတ်ကပုံနှိပ်ထားတာလေးစက္ကန့်တန်ကတပတ်ပတ်ရင်3စက္ကန့်တောင်နောက်ကျနေတာဒီလိုအဆုပ်ပြန်မျိုးကိုငါလွန်ခဲ့တဲ့နှစ်တွေကညဈေးမှာဈေးရောင်းတော့ကနှစ်ကျက်နဲ့ရောင်းတာတော့ဘယ်သူမှမဝယ်ကြဘူးနင်ကတရိတ်ဆန်ပဲနင်ငါရဲ့ငါယွန်တန်တူကြီးနဲ့လာပြီးလှည့်စားတာလားဒီအမိုက်နာရီကိုယူပြီးရွာသားအားလုံးရဲ့ရှေ့မှာလာကြွားနေတဲ့နင်ငါမျက်နှာကိုဘယ်နာသွားထားရမလဲနင်ကလူလိမ်မဲငါရဲ့ဗီလာလေးကိုနင်ငါရဲ့ကျမ်းမာရေးအာမခံကိုပြန်ပေးစမ်း
နေအခုချက်ချင်းပါဆက်ပိတ်ထားဆန်းလောက်ကျန်ကအစကနေအဆုံးထိမင်းတို့အိမ်ရဲ့မြေရော်ကြီးကိုလှည့်စားဖို့အတွက်ပဲအမေနင်ကြားတယ်မလားသူငါ့ကိုရိုက်တယ်သူကလူလိမ့်မဲ့အမေသမီးကိုကဲပါဦးဖယ်ဆန်းနင်ကအတုံးမကျတဲ့ကောင်ပဲအစကတည်းကနင့်ကိုလူရိုးလူဖြောက်တယောက်ရှာခိုင်းတာကိုနင်ကနားမထောင်ဘူးအထက်တန်းကျတဲ့လူကိုပဲလိုချင်နေတဲ့နင့်အဖေကငါယွန်တန်နာရီတုကိုဝစ်ပြီးလူတော်ထဲမှာအဆက်ကွဲရပြီးဒါတွေအားလုံးကနင်ဖြစ်စေခဲ့တဲ့အရာတွေပဲငါမှနင်လိုသမီးမျိုးမရှိဘူးလီကန်မင်းရဲ့စောက်လုပ်ရေးကုမ္ပဏီကပြီးခဲ့တဲ့နှစ်ကငါရဲ့ကျူရှိအုပ်စုလက်အောက်ခံကုမ္ပဏီစီကနေတတန်းခွဲတန်စောက်လုပ်ရေးပစ္စည်းတွေကိုအကျွေးယူထားတဲ့ပတ်စံတပြားမှမပေးဘဲနဲ့လူကထွက်ပြေးသွားတယ်ဒီအကျွေးကိုဒီနေ့ရှင်းကြတာပေါ့ဥက္ကဋ္ဌကျူကျွန်တော်မှားပါပြီကျွန်တော်မှာတကယ်ပဲတတန်းခွဲမရှိလို့ပါဥက္ကဋ္ဌကျူကျွန်တော်ကိုရက်အနည်းငယ်လောက်ထပ်ပြီးအချိန်ပေးပါဦးဥက္ကဋ္ဌကျွန်တော်ကိုတစ်လလောက်အချိန်ပေးပါဦးမရဘူးမင်းခုနတဲ့ပတ်စံနဲ့ငါညီကိုရဲ့မျက်နှာကိုရိုက်တုံးကတော့တော်တော်လေးလက်ဖားကြီးလှချီလားကျွန်တော်မှာပတ်စံမရှိဘူးဒါပေမဲ့ကျွန်တော်မှာမိတ်မရှိတယ်သူ့ကိုဥက္ကဋ္ဌရဲ့အိမ်ပေါ်ဖြစ်ပေးပါမယ်ဥက္ကဋ္ဌစိတ်ကြိုက်ရွေးချယ်ပါအကျွေးဆက်တဲ့အနေနဲ့သဘောထားပေးပါဥက္ကဋ္ဌတရားဥပဒေအတိုင်းမလုပ်ပါနဲ့လို့တောင်းပန်ပါတယ်မင်းကတကယ်ပဲလူစစ်ကောဟုတ်ရဲ့လားဥပဒေအတိုင်းဆောင်ရွက်မယ်တတန်းခွဲတပြားမှလျှော့လို့မရဘူးသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုချိတ်ပိတ်ပြီးသူ့ကိုထောင်ထဲထည့်လိုက်ပါဥက္ကဋ္ဌကျူခွင့်လွတ်ပါဦးဥက္ကဋ္ဌကျူဝန်စောလာပြီဘာလဲဝန်စောကငါတို့အိမ်ကိုကိုယ်တိုင်ရောက်လာလားကျူးဝေဖေးမင်းရုပ်ရှင်မင်းသားအချို့ကိုခေါ်လာရုံနဲ့ငါ့ကိုချင်းချောက်နိုင်မယ်လို့မထင်တဲ့ဝန်စောကတနိုင်ငံလုံးမှာရှိတဲ့ကုန်တိုက်ကြီးတွေရဲ့အကြီးအကဲပဲအဖြူမဲနေပဲနှစ်ခုလုံးကသူ့ကိုမျက်နှာသာပေးရတယ်သူအခုချက်ချင်းရောက်လာတော့မှမင်းတီလားဝန်စောကဒီတစ်ခေါက်ဘာအတွက်လာတာလဲဆိုတာကျူရှိအုပ်စုရဲ့တနိုင်ငံလုံး logistics စီမံကိန်းအတွက်ဝန်စောကပူးပေါင်းဆောင်ရွက်ခွင့်ရရှိထားပြီးတော့ငါကဒီစီမံကိန်းရဲ့တာဝန်ခံပဲတစ်နှစ်ကိုလစာအများကြီးရမှာမင်းကကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်နေရင်တော့စီးပွားရေးလောကမှာစီမင်းစည်းကမ်းရှိရမယ်ဝန်စောက logistics စီမံကိန်းတစ်ခုလုံးရဲ့ပူးပေါင်းဆောင်ရွက်ခွင့်ကိုလက်ဝယ်ရရှိထားတာသူရောက်လာရင်မင်းကကိုကောင်းကောင်းမွန်မွန်နဲ့လာပြီးဆွေးနွေးတဲ့နေမဟုတ်ရင်ဝန်စောဥက္ကဋ္ဌကျူကျွန်တော်လာတာနောက်ကျသွားပါတယ်ဝန်စောမင်းသူ့ကိုဘလို့ခေါ်လိုက်တာလဲမင်းလူမနေတာမဟုတ်လားသူကကျွန်တော်ရဲ့အတုံးမကျတဲ့ညီပဲလေမင်းရဲ့ခွေးပါဇက်ကိုပိတ်ထားဆန်းမင်းကဘာမို့လို့ငါကုမ္ပဏီမှာမန်နေဂျာလာလုပ်နေတာလဲမင်းရဲ့အရေးချင်းကြောင့်ထင်နေတာလားမင်းစရင်စရာတစ်ခုတောင်တေချာမလုပ်နိုင်ဘူးလွန်ခဲ့တဲ့3နှစ်ကငါဖိုင်တွေကိုစစ်ဆေးရင်းနဲ့မင်းမှာကျူးဝေဖေးဆိုတဲ့ညီတယောက်ရှိတာကိုတွေ့ခဲ့ရလို့ပဲငါဝန်ကျန်းကော်ရဲ့အသက်ကိုဥက္ကဋ္ဌကျူးကကဲတင်ခဲ့တာငါမင်းကိုယာတူတိုးပေးတာကဥက္ကဋ္ဌကျူးရဲ့မျက်နှာကိုထောက်ပြီးမင်းရဲ့မိသားစုကိုစောက်ရှောက်ပေးဖို့ပဲဒါပေမဲ့မင်းတို့တိရစ္ဆာန်တွေကသူ့ရဲ့သွေးသားကိုစုပ်ယူပြီးအိမ်ကနေတော့နှင်ထုတ်ရဲတယ်ပေါ့ကြမ်းချီအလုတ်ထုတ်လိုက်ပြီးအပြင်ပြီးခဲ့တဲ့လကမင်းရဲ့လက်ထဲကဖြတ်တန်းသွားတဲ့ logistics အလှည့်ကျရန်ပုံငွေ3သိန်းကစရင်နဲ့ကိုက်ညီမှုမရှိဘူးမင်းအများပိုင်ငွေကိုခိုးယူပြီးဗီလာဆောက်တဲ့ကိစ္စကိုငါမသိဘူးလို့ထင်နေတာလား3သိန်းကျမတို့မှားပါပြီကျမတို့ပြန်ရော်ပေးပါမယ်အားလုံးကိုကုမ္ပဏီစီပြန်ပေးပါမယ်မိုးမလင်းခင်3သိန်းကိုတပြားမှမကြံကုမ္ပဏီစီပြန်ပေးရမယ်တပြားလို့ရင်တော့ငါချက်ချင်းရဲတိုင်ပြီးနင့်ကိုထောင်ထဲထည့်လိုက်မယ်ညီလေးကဲပါဦး3သိန်းဆိုတာမင်းအတွက်တော့အမုံမွားလေးပဲဥစ္စာငါကမင်းရဲ့အကိုအရင်ကြီးလေလွန်ခဲ့တဲ့3နှစ်ကမင်းငါကိုအဝတ်တထည်ကိုတစ်ခုနဲ့အိမ်ကနေနှင်ထုတ်တော့ကဒီအိမ်မှာငါအတွက်နေရာမရှိဘူးလို့ပြောခဲ့တယ်မဟုတ်လားကျူးဝေဖေးမင်းလိုအတိတရားမရှိတဲ့ကောင်မင်းရဲ့အကိုကိုတောင်မကယ်ဘူးပေါ့ငါအခုပဲမြို့ပြတရားရုံးကိုသွားပြီးမင်းမိဘတွေကိုမလုပ်ကြွေးဘူးဆိုပြီးတရားစွဲမယ်မင်းကိုနာမည်ပြတ်အောင်လုပ်ဖြစ်မယ်သွားဆွဲလိုက်လေတရားရုံးကပထမဆုံးထုတ်ပြပေးမယ့်အရာကနင်တို့လက်ပွေနှိပ်ထားတဲ့ဒီဖြတ်တောက်မှုစာချုပ်ပဲနင်တို့ကိုယ်တိုင်ငါကိုအိမ်ကနေနှင်ထုတ်ခဲ့တာလေဒါကိုဘယ်လိုလုပ်မလဲပထမအကိုကြီးကမြေကမ်းနားကဘီလာကိုရောင်းပြီးကုမ္ပဏီငွေနဲ့အကျွေးတွေကိုဆက်ရမယ်ဒုတိယဒီအိမ်ဟောင်းကိုဖြိုဖျက်ပြီးဒီနေရာမှာပြည်내တစ်ခုလုံးမှာအကောင်းဆုံးဖြစ်မဲ့အထိမ်းအမှတ်ဥယျာဉ်တစ်ခုစောက်မယ်ငါရဲ့အဖွားအတွက်တတိယအထိမ်းအမှတ်ဥယျာဉ်စောက်ပြီးရင်မင်းတို့မိသားစုတစ်ခုလုံးဘေးကအခန်းငယ်လေးမှာနေထိုင်ပြီးငါအဖွားရဲ့ဂူဘေးမှန်ကိုစောက်ရှောက်ရမယ်တစ်လုံးနင်ကငါတို့ကိုနင့်အဖွားရဲ့ဂူဘေးမှန်ကိုစောက်ခိုင်းတာလားနင်ငါတို့ကိုမရဲကြအောင်လုပ်နေတာပဲသဘောမတူဘူးလားဝန်စောရှင့်နေကိုခေါ်ပြီးအကိုကြီးကိုထောင်ထဲထည့်လိုက်ပါကျွန်တော်သဘောတူပါတယ်အဖွားမြေဖြစ်သူကအဖွားအတွက်အကောင်းဆုံးဥယျာဉ်ကိုစောက်ပေးထားပါတယ်နောက်နှစ်တစ်ဆောင်နိုင်တိုင်းမှာမြေဖြစ်သူအဖွားစီလာလဲပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်